ရခိုင်ပြည်စစ်တွေမြို့ပေါ်ရှိစစ်ချောင်းစခန်းကစစ်ချောင်းပြည်သူ1500အတွက်တဦးလျင်ငွေ9000စီကူညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ငွေသားထောက်ပံ့ရမှာဖုံးတော်ကြီးကျောင်းများတွင်ယာယီနေရစွန့်ခွာရွှေ့ပြောင်းနေထိုင်နေတဲ့အိမ်တော်စုပေါင်း456စုကလူဦးရေစုစုပေါင်း1500ဦးအတွက်တဦးလျင်ငွေကျပ်9000နှုန်းနဲ့စုစုပေါင်းငွေကျပ်3950ကိုထောက်ပံ့ကူညီခဲ့ပါတယ်လို့မြန်မာနိုင်ငံကြက်ချီနီအသင်းကဆိုပါတယ်။အခုလိုငွေသားထောက်ပံ့နိုင်ရန်အတွက်အသင်းဝန်ထမ်းများနဲ့ကြက်ချီနီစေတနာ့လုပ်အားခြင်းများဟာမေလ12ရက်ကနေမေလ14ရက်အထိအဆိုပါနေရာကိုတွားရောက်ပြီးကနဦးလေးလာစမ်းစစ်ခြင်းများကိုဆောင်ရွက်ခဲ့ပြီးတတ်မှတ်ချက်နဲ့အညီပံ့ပိုးကူညီနိုင်ရန်စနစ်တကျဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။စစ်တွေမျိုးရှိစစ်ချောင်းစခန်းကစစ်ချောင်းပြည်သူများကိုမြန်မာနိုင်ငံကြက်ချီနီအသင်းအနေနဲ့မေလ19ရက်ကနေမေလ21ရက်အတွင်းတွားရောက်ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကြက်ချီနီအသင်းအနေနဲ့အဆိုပါငွေသားထောက်ပံ့ခြင်းအစီအစဉ်ကိုမိဖက်ကြက်ချီနီအသင်းများရဲ့ပံ့ပိုးကူညီမှုနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပြီးဆက်လက်ပံ့ပိုးကူညီနိုင်ရန်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။